Hello အားလုံးပဲမင်္ဂလာပါရှင်ခင်ဖြစ်ပါတယ်ဒီနေ့ကတော့ study with me ဟဲ့မလို့ပါနော်စမ်းလို့ချင်ဦးဒါပေမဲ့လည်းလောက်ရပါမယ်လို့အဲ့ဒါနဲ့အရင်ဆုံးတနက်ခါလိမ့်ပါတယ်စားလွယ်ကုန်လုပ်ချင်တာပေါ့နော်တနက်ခါလေးလိမ့်ပါတယ်လိမ့်ပြီးတော့မှဗီဒီယိုရဲ့ပုတ်တတိယလို့ပါပြင်ရိုက်လိုက်ပါတယ်တနက်ခါလေးလိမ့်တော့ကျမရန်နေလာနေပဲမယ် post တွေပေးနေရရှင်းနော်မြန်မာယူလာတနက်ခါလေးပေါ့ရှင်မွေးနေရပဲရှိပြနေအဲ့ဒါကျမပါစဉ်းစားမျိုးဆိုပိုက်စားလာရပေါ့နော်အဲ့ဒါစားမယ်ဆိုပြီးတော့ကျမရဲ့မုတ်ပြီးတော့ကိုဖွင့်လိုက်တော့ရှိတယ်ဖတ်ထုတ်တည်းခောက်ဆွဲပြုတ်တည်းရောထည့်ပြီးတော့ကုန်ပြုတ်ပါတယ်ပြုတ်တဲ့ဟာနဲ့နာမည်ကြီးနေတာကိုရမှာကွာဒီစပိုက်စီဟာနဲ့ဒီပဲခောက်ဆွဲဟာနဲ့ရောပြီးတော့ဗောနော်ဒီအခါကျမပြုတ်နေတော့ပိုက်စားလို့ဆိုပြီးတော့မနေ့ကဝယ်တဲ့ပမုတ်တွေစားပါတယ်ပြဖတ်ထုတ်တွေကိုပေါ့အရင်ပြင်ထားပါတယ်၈ခုဗောနော်ပမုတ်ဆို6ခုပဲစားမယ်8ခုစားမယ်ဆိုပြီးခောက်ဆွဲကိုပြုတ်ပါတယ်ဗောနော်ခောက်ဆွဲများနှစ်ထုပ်ဆိုတော့ကြည့်ပါဦးစားချင်းစီရကြီးဆိုတာလေးတကယ်ကိုပြန်ဗီဒီယို edit နေနဲ့ပြန်စားခြင်းသွားတယ်ပြီးတော့အရွက်မပိုင်မပြီးလို့အရွက်ကိုပြုတ်ထားတဲ့ချိန်မှာဘိုက်စားလို့ဆိုပြီးတော့လည်းနိုင်မီနဲ့တစ်လုံး3လုံး5လုံး6လုံး10လုံးလောက်စားလိုက်ပါတယ်ပြကျမရဲ့မင်းကျူရဲ့ပန်အိုလေးပေါ့နော်တဲ့ဦးပန်ပြောင်းတဲ့ဦးကြော်တဲ့ဟာဒီနေ့ကျမပွဲဦးထွက်ဖတ်ထုတ်ကြော်လိုက်ပါတယ်ရှင်မအရင်ကြောက်လို့ပေါ့နော်လက်အိတ်လေးနဲ့ကြောက်ပါတယ်ဒီခေါက်ဆွဲပြီးတော့မှစီရစနာပွားတယ်ပေါ့နော်ဒီကလေးရပါပြီပြန်တော့စားကြတော့ကြော်တင်လိုက်တာဆိုတော့ဝယ်ရဲစားမှတော့ပြန်မကြောက်ပပန်ပြကြောက်လေးရတယ်ပြီးကြော်တယ်ပြီးပါပြီကျမရရင်ချက်တော့စားပါတော့မယ်စားကြင်စရာလေးတော့ကိုယ့်ကြည့်ပဲဖွေးချက်အရှင်သာကြည့်နေစားပါမယ်ရှင်ချောလိုက်တာအရှင်သာလေးရတယ်တကယ်ပဲအဲ့ဒါကျမစားပါတော့မယ်ကျုပ်အနေလေးဖောက်ပြီးတော့မလေးပြန်ကြည့်သေးပြန်ကြနေပြီမစားရပေါ့နော်တော့ကွာစပိုက်စီတစ်ထုပ်မှာအခုကကြာဘူးသေးလေးမို့စပိုက်စီဟာရေးပဲခောက်ဆွဲဆိုတော့မဆက်ဘူးတဲ့ဆက်တဲ့ဟာလည်းနည်းနည်းလေးပဲရတဲ့ရပြအဆက်ကြောက်တယ်လို့ပေါ့ဆက်မဆိုင်နေတယ်လို့လေးလှုပ်ရှားကြည့်နော်ကိုရမှာဆိုလည်းလို့ပေါင်းမစားရဟာလည်းမကြည့်ရပေါ့နော်တကယ်စားကောင်းပါလေရှင်တဖတ်ထုတ်တော်မှာလည်းမလောက်တဖတ်ထုတ်ကြတော့ဆိုရမ်းလိုက်တာကျမအမဒရမာကန်ရင်းနဲ့စားတာပေါ့နော်အဲ့ဒါနဲ့စားလို့ဖို့တော့မိသားပဲခါကြတော့ဒရမာပဲစကြည့်နေဖြစ်ပါတယ်ရှင်ရိုက်တာတော့ပေါ့နော် study with me ဆိုတဲ့ဟာဒီနေ့ရိုက်ချင်တာကွာပြီးရောဟိုဗီဒီယိုရဲ့3ပုံ2ပုံမှာစားတာလောက်နေတယ်ဆိုတော့မပန်းဗီဒီယိုဖြစ်သွားတယ်ပေါ့နော်ဖြစ်ကလေးကတော့အဲ့လိုပါပဲတကယ်ဒီမှာစွန်းကျဲရေပေါ့နော်အကြည့်နဲ့တည်းကျမအရေးဒီပျော်ပြီးတော့ပေါ့နော်တပိုင်းမဲ့ထွက်လို့ပဲတော်တော့တယ်ကြည်ရောတဲရစရာနော်တပိုင်းရတယ်နန်းနဲ့ခမ်းမှာပါတယ်တဲ့တကယ်လုံးဝ surprise နော်ရှင်သားတကယ်အရန်သွတ်တော်ပဲတော်သေးတဲ့ဟန်ဆောင်နဲ့ထက်လို့နော်တကယ်များချစ်ပြီးလဲထက်လို့ကတော့တိုင်းပြည်ပါပြစ်ပြီးတော့ဟိုမရတာယူလုံးဝလုံးလာမသိပြီးတော့ပြီးတော့အချင်းရမှာကိုခွေကြော်သွားပါတယ်စားတလုံးမလုပ်ခဲ့သေးစားလို့စားတော့မလုပ်ခဲ့သေးဘူးပေါ့နော်စိတ်ဆင်းနေစားမလုပ်ချင်ဘူးဆိုပြီးအော်နေတဲ့ကျမပါရှင်အဲလုပ်ကတော့မယ်ပေါ့နော်အဲ့ဒါနဲ့တချင်းလေးဖွင့်လိုက်ပါတယ်အဲပကံနေရတဲ့စီးစာမျိုးပကံနေကောင်စေးပါစားလွယ်ကောက်လုပ်ချင်တာပေါ့နော်ပြီးတော့အမိုက်တော့တပြစ်လိုက်ပါတယ်ရှင်ပြီးတော့အမဝှရှော်နေဆိုပြီးဝှရှော်ဆိုင်သွားပြီးတော့နိုင်ဝက်ပေါ့နော်စားလုပ်နေပါတယ်အချောက်ခဏဆောင်ရင်းနဲ့စားရန်မှုဝင်နေရပါတော့ဒါပေမဲ့အချိန်ပြန်ရတော့မေးအဲ့ဒီအိမ်မှာဆက်ပြီးတော့စားလုပ်ပါရရှင်ကြည့်ပဲရေးပြီးတော့စားထမ်းမလုပ်နိုင်တော့ရက်လိုက်ပါတော့တယ်။နောက်ရက်မှာပဲစားစစ်လုပ်ပါတော့မယ်။အားလုံးကြည့်ပြီးတော့ကျေးဇူးပါ။ Bye
A few moments later.